来着啊！问你嘞，你乱问你嘞。တော့ကိုရီးယားစိုင်နေမှာဒီထဲမှာထွက်ပြေးနေတာကိုခြေကိုတော်တော်နေမရဘူးလုံးဝအကွဲမန်လေးထဲမှာတော့ဘယ်လိုနေလဲမသိဘူးပဲမတို့ဆိုင်ကတော့တော်တော်ကိုအချင်းကြီးစိုးပြီးတော့ရှစ်ဖတ်ပြမဟုတ်လမ်းလိုက်တာအကွဲနဲ့ကိုရီးယားကြောက်အားလက်အားနဲ့ထွက်ပြေးပါတယ်ဆိုမှဘယ်နှောင်းမှပြေးကြမရှိဘူးဘယ်ပြေးလို့ပြေးရမှန်းမသိဘူးဒီကြီးတွေလည်းပြေးမယ်ဘယ်လိုခုံဆင်းရတော့မှလို့ပြေးရမှာလို့နဲ့ဟိုဘက်ကြည့်လိုက်တော့တရားအဟောင်းကြီးရပါမြေကြီးတွေကိုကဆိုင်ခန်းထဲမှာရောက်နေတာ